ထိုင်းတကြံကာလအတွင်းမှာထိုင်းအစိုးရအနေအထူးတင်းကျပ်ပြီးတော့ပုံမူပြင်းထန်တဲ့ငွေတန်ထောက်တန်တွေပါဝင်တဲ့စီမင်းစည်းကမ်း၅ချက်ကိုတတ်မှတ်ပြဋ္ဌာန်းကြေညာလိုက်ပါပြီဗျ။နံပါတ်1အတန်ချက်ဆက်မဖွင့်ရပါဘူး။အတန်ချက်ဆက်ဖွင့်ခဲ့မယ်ဆိုရင်ထောင်ဒဏ်1လနဲ့ငွေဒဏ်ဘတ်2000ပါ။နံပါတ်2ဆိုရှယ်မီဒီယာတွေမှာလူမှုကွန်ရက်စာမျက်နှာတွေမှာ Facebook တို့ TikTok တို့ Telegram တို့အဲ့ဒီတွေမှာအရက်သေးစာတောက်စားနေတဲ့ပုံကိုတင်လို့ဖြစ်စီအရက်သေးစာတောက်စားကြရအောင်ကွာပျော်ကြအောင်ကွာလို့လှုပ်ဆော်လို့ဖြစ်စီအဲ့ဒါမျိုးလောက်လာမယ်ဆိုရင်ထောင်ဒဏ်1နှစ်ငွေဒဏ်ပတ်9သိန်းဒါတော်တော်ပြင်းထန်တယ်နော်နံပါတ်3သူတစ်ပါးကိုမဖွဲမရာပြုတ်မှုမယ်ဆိုရင်ထောင်ဒဏ်10နှစ်ငွေဒဏ်2သိန်းဒါလည်းပြင်းထန်တာပဲသူတော့မပွဲမရပြုတ်မှုတယ်ဆိုတာတွေကကျွန်တော်စိုက်ကယ်စီးလာတဲ့လူကိုပြင်းပြင်းထန်ထန်ပက်လွှတ်လိုက်တာပြီးတော့ပေါင်တာတွေပါတွေကိုအယုတ်ဆိုးကြီးကြစွာဖမ်းတာပြီးတော့ယောက်ျားလေးမိန်းကလေးခန္ဓာအိုးတွေကိုမဖွဲမရကိုယ်တိုင်ကိုယ်ကြပြုတ်မှုတာရဲ့တကြံရေပြွတ်တွေနဲ့မဖွဲမရပြုတ်လုပ်တာတွေဒါတွေပြောတာပါအဲ့ဒီအတွက်အဲ့ဒါလည်းတော်တော်ပြင်းထန်တဲ့ဖြစ်တယ်မှာထောင်ဒဏ်10နှစ်ငွေဒဏ်2သိန်းနောက်နံပါတ်4တကြံကားပေါ်မှာအရက်သေးစာတောက်စားမယ်ဆိုရင်ငွေဒဏ်ကျွန်တော်တို့6000ထောင်ဒဏ်6လနောက်ကလုံလုံချုံချုံမဝယ်စားပဲနဲ့တကြံမှာလဲမယ်ပတ်မယ်လမ်းလျှောက်ပြီးပဲလဲလဲစပိန်စီးစိုက်ကယ်စီးမော်တော်ယာဉ်စီးပဲလဲလဲပတ်9000အဲ့လိုအထီးကစီမင်းစည်းကမ်း5ချက်ကိုပြုတ်မှုထားပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့မဖွဲမရာပြုတ်မှုမယ်ဆိုရင်ထောင်ဒဏ်10နှစ်ပတ်2သိန်းဆိုတာတော့အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်ထိုင်းရောက်မြန်မာတိစီယာဆရာမိုးချက်ပါပြောပြီဗျာစင်ကျင်ကြအောင်ပြင်ဆင်ကြအောင်အေးအေးဆေးဆေးလေးပဲငြိမ်ငြိမ်ချမ်းချမ်းတူတူတိတ်ကလေးဖြတ်တန်းကြအောင်ပါ